လက်ခံနေပါပြီဒီချိန်ကစပြီနော်အဲဒီဥပမာလို့လည်းသူ့တော်ကိုဆက်လို့ရပါတယ်နော်ဥပမာလို့အဲဒီလိုရတယ်အကမေရာများကိုသူ့တော်ကိုလည်းစတင်လက်ခံနေပါပြီဟောတော့မဲ့ဘုရားရအဘွားကြီးတို့နောက်ဘကအကဇာတိတို့သူ့တော်ကိုလည်းအကမေရာများလက်ခံနေပါပြီနော်ဘောအကမေရာများဘယ်လိုဆက်ဆက်ကိုသူ့တော်ကိုလည်းလက်ခံနေပါပြီဦးတော်နေရတဲ့ဒီမှာပဲအကားမအားလို့ရောတော့ဒီမှာလို့ဘောကပါပြီးတော့လူတွေအလုံးဝစကောင်းပြရှိတော်မူတဲ့အားရကိုရှိကြသွားပါပြီအဲနောက်တော့လည်းလည်းဒီတော့ဘယ်မှာဘယ်လောက်ရှိကြမှာလဲအကားမေးတာများကိုပေါ့လေBravo!